Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားဘာသာစကားရဲ့အခြေခံနဲ့ပတ်သက်ပြီးတော့မှတင်ပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုရီးယားဘာသာစကားအခြေခံစပြီးတော့မှလေ့လာတော့မယ်ပေါ့နော်ကိုရီးယားစာလို့ပြောလိုက်ပြီးဆိုတော့ ਨੇ ဘာတွေသိရမလဲလေ့လာကြည့်ရအောင်အဲ့တော့ဒါကတော့စချင်းပေါ့နော်သိရအောင်အဲ့တော့ဟုတ်ပြီကိုရီးယားစာတွေရေးတော့မယ်ဆိုရင်ကိုရီးယားအခရာတွေသိရတော့မယ်ဒါဆိုကိုရီးယားအခရာကိုကိုရီးယားလိုဘယ်လိုခေါ်လဲဆိုတော့ Hangul လို့ခေါ်တယ်လောလောဆယ်တော့ဒီတိုင်းလေးပဲမှတ်ထားခဲ့ပြင်မယ်ဒါကနောက်ပိုင်းကျရင်ဖတ်တတ်သွားလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ကိုရီးယားစာရေးတော့မယ်ကိုရီးယားစာရေးဖတ်တော့မယ်ဒါဆိုရင်ဘာတွေသိရမလဲကိုရီးယားစာကိုရီးယားစကားကိုရီးယားစာလို့ပြောလိုက်ပြီးဆိုတော့ ਨੇ ဘာတွေပါမလဲကိုရီးယားစာမှာဂျီပါမယ်တရပါမယ်အသက်ပါမယ်ဂျီတရအသက်ဒီသုံးမျိုးသိပြီဆိုတော့ ਨੇ ကိုရီးယားစာကရေးတတ်ပြီးဖတ်တတ်ပြီးပြောတတ်ပြီးပေါ့နော်ဒီဟာတွေသိပြီဆိုလို့ရှိရင်ဒါကအခြေခံဒီ၃ချက်အဲ့တော့မြန်မာစာလိုမျိုးရှုပ်ရှက်မခတ်ဘူးပေါ့ကိုရီးယားစာအရင်ယူရှင်းနဲ့တိတိကျကျလိုက်လာမယ်ဆိုရင်တော့လွယ်ကူတယ်ပေါ့အဲ့တော့ဒါဆိုရင်ကိုရီးယားစာသိလို့ပြောလိုက်ပြီဆိုတော့ ਨੇ သိရမယ်အချက်၃ချက်ပါလဲဆိုတော့ဘီတရာအသက်ဆိုပြီးတော့မှသိရမယ်ဒါဆိုရင်ဘီတရာအသက်ဘီကဘယ်နှလုံးလဲဆိုရင်16လုံးတရာကဘယ်နှလုံးလဲဆိုရင်20လုံးဟုတ်ပြီအသက်ကတော့9လုံးမဟုတ်ဘူးအသက်စလုံးတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအသက်တန်9တန်းဆိုပြီးတော့မှတ်ထားပေးခဲ့ရမယ်ဟုတ်ပြီနော်လောလောဆယ်တော့ဒီတိုင်းလေးမှတ်ပေးမယ်အဲ့တော့ဒီ16လုံးတရာ20လုံးအသက်ကအတန်အနေနဲ့9တန်းရှိမယ်ဒါဆိုရင်ဒီအချက်ဒီဟာတွေတီးသွားပြီဆိုတာနဲ့ကိုရီးယားစာပြောတတ်ပြီအတန်ထွက်တတ်ပြီပေါ့ဒါဆိုလို့ရှိရင်အရင်ဆုံးကြည့်ပြင်အဲ့တော့ကိုရီးယားစာမှာမြန်မာစာလိုမျိုးဘီးတစ်လုံးနဲ့ရေးလို့မရအောင်အဲ့ဒါတော့သိထားပြရမယ်အဲ့တော့မြန်မာစာမှာဆိုရင်ဒီကြည့်ပါကိုရီးယားအခရာဟုတ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ကိုရီးယားဘာသာစကားဒီမှာစလုံးတစ်လုံးနဲ့ဘီးတစ်လုံးနဲ့ရေးထားတယ်အဲ့တော့ကိုရီးယားစာမှာအဲ့လိုရေးလို့မရဘူးအမြဲတမ်းဘာလာမလဲဆိုရင်ဘယ်လိုလာမလဲဆိုရင်တစ်ချက်ကြည့်မယ်အဲ့တော့ဘီးနဲ့တရနဲ့တွဲပြီးတော့လာမယ်ဟုတ်နော်ဘီးတရဘီးနဲ့တရနဲ့တွဲပြီးတော့လာမယ်ဘီးတရဒီလိုနှလုံးတွဲပြီးတော့ကိုရေးရမယ်မြန်မာစာလိုမျိုးဘီးတစ်လုံးနဲ့တွားရေးလို့မရဘူးအဲ့တော့ဘီးတရအဲ့ဒါပေါင်းပြီးတော့မှရေးရမယ်အမြဲတမ်းတော့ရှေ့ဆုံးကဘီးကတော့အရင်ဆုံးလာမယ်ဘီးနဲ့တရနဲ့ပေါင်းထားမယ်ဒါမှမဟုတ်လို့ရှိရင်ဘီးရဲ့တရရဲ့အသက်ရဲ့ဆိုပြီးတော့မှ၃မျိုးပေါင်းတာရှိမယ်စလုံးရေးတဲ့အခါအဲ့ပုံစံနဲ့ရေးမှာဘီးနဲ့တရနဲ့တွဲရင်ရေးအဲ့လိုမရေးရင်ဘီးတရအသက်ဆိုပြီးတော့မှ၃ခုပေါင်းရေးမှာဒါကြောင့်မို့လို့အဲ့တော့ကိုရီးယားစာရေးမယ်ဆိုရင်အမြဲတမ်းမှတ်ထားရမှာကဘီးတစ်လုံးနဲ့ရေးလို့မရဘူးဘီးနဲ့တရနဲ့တွဲရင်ရေးအဲ့လိုမရေးဘူးဆိုဘီးတရအသက်၃မျိုးပေါင်းပြီးတော့မှရေးတာပဲရှိမယ်ဟုတ်ပြီလားဆိုလို့ရှိရင်အဲ့တော့ကိုရီးယားစာရေးတဲ့အခါဘယ်လိုရေးရမှာလဲမြန်မာတွေဆိုရင်မြန်မာစာရေးပြီးဆိုရင်ဘယ်ကနေညာဒီလိုမျိုး white ပြီးတော့မှဆွဲရတာကိုဒါဆိုတော့ဒီကိုရီးယားစာရေးတဲ့အခါကိုဘယ်လိုရေးရမှာလဲအဲ့တော့ဒီမှာပြထားတဲ့အတိုင်းပဲစာရေးနည်းကကြတော့ဘယ်ကနေညာကိုရေးရမယ်နောက်တစ်မျိုးအပေါ်ကနေအောက်ကိုပဲဆွဲရမယ်ဗျောင်းမြန်နေတော့ဆွဲလို့မရညာကနေပဲဆွဲလို့မရဘူးအဲ့တော့အောက်ကနေပြီးတော့အပေါ်အဲ့လိုဆွဲရေးလို့လည်းမရအောင်ဒါဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ဟိုစာရေးနည်းအမိုင်းနဲ့ရေးလို့တော့ရတယ်ဒါပေမဲ့အရင်နေရပေါ့နော်စာရေးနည်းမမှန်ဘူးဒါကြောင့်မလို့ရေးတဲ့အခါဘယ်လိုရေးမလဲဆိုရင်ဘယ်ကနေညာကိုဆွဲမယ်ဒါမှမဟုတ်ရင်အပေါ်ကနေအောက်ကိုဆွဲမယ်ဒီရေးနည်းနဲ့ပဲရေးရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုရီးယားစာရဲ့အခြေခံလေးတည်သွားပြီဒါဆိုရင်ကိုရီးယားအခရာလေးတွေတွားကြည့်ရအောင်ကိုရီးယားအခရာမှာဘီကစုစုပေါင်း16လုံးဘီစုစုပေါင်း16လုံးမှာဘာတွေပါမလဲကြည့်မယ်မူရင်းပြီး14လုံးပေါင်းဆက်ပြီး9လုံးဆိုပြီးဒီကိုနှစ်ခုခွဲထားမယ်အရင်ဆုံးတော့ဒီမူရင်းပြီး14လုံးရင်တည်အောင်လုပ်ရမယ်ဒါဆိုရင်ပေါင်းဆက်ပြီးရအေးဆေးရပြီအဲ့တော့မူရင်းပြီးဘယ်နှလုံး14လုံးပေါင်းဆက်ပြီး9လုံးစုစုပေါင်းဘီစုစုပေါင်း16လုံးရှိမယ်ဟုတ်ပြီနောက်တစ်ခုကတရက23လုံးတရ23လုံးမှာဆိုလို့ရှိရင်ဘာတွေပါမလဲမူရင်းတရက10လုံးရှိမယ်ပေါင်းဆက်တရက17လုံးရှိမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တရက23လုံးဘီက16လုံးအတက်ကအတန်9တန်ဒါကတော့ဒီဟာတွေသိပြီဆိုလို့ရှိရင်ဒါကိုရီးယားစာကရေးလို့ရပြီပြောလို့ရပြီဖတ်လို့ရပြီဟုတ်ပြီဒါဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့အဲ့တော့ဘီ16လုံးကိုအရင်ဆုံးလေ့လာမယ်အဲ့တော့ဘီ16လုံးမူရင်းဘီ14လုံးပေါင်းဆက်ပြီး9လုံးဆိုရင်နှစ်ပိုင်းခွဲထားမယ်ဒါဆိုရင်မူရင်းဘီ14လုံးအရင်ကြည့်အောင်
အဲ့တော့ဘာမှမသိခင်စလုံးတွေဘာတွေပါလဲဆိုတာကိုအရင်မှတ်ရအောင်ဒါဆိုလို့ရှိရင်ဒီစလုံးလေးကိုဘာလို့ခေါ်လဲဆိုရင်ခါလို့ခေါ်မယ်ဒီစလုံးလေးကိုနလို့ခေါ်မယ်ပြီးရင်ဒီစလုံးလေးကိုဒဒီစလုံးလေးကိုတော့ရဟုတ်ပြီနော်အဲ့တော့ရကောက်ဆိုရင်မဲ့သူကရဆိုတဲ့အတန်မထွက်ဖဲနဲ့သူရအဲ့လိုမျိုးပေါ့နော်ရဆိုတဲ့အတန်ကိုထွက်ရမယ်ပြီးရင်နောက်တစ်မျိုးသူကိုအတန်ထွက်ကလဆိုပြီးတော့လည်းထွက်ရတယ်အဲ့တော့ဒါဆိုရင်ပထမဆုံးလေးလုံးတွဲလေးကိုအရင်မှကြည့်မယ်ဂါနာဒါရဒါဆိုရင်ဂါနာဒါရဆိုတဲ့လေးလုံးရှိမယ်ဒါဆိုအဲ့လေးလုံးကိုအရင်ဆုံးရင်းနှီးလေးရေးကြည့်အောင်ဒါဆိုရင်ဂါနာဒါရခုနပြောသွားတဲ့ဂါရဲ့နာရဲ့ဒါရဲ့ရရဲ့ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကတော့အကြံမြင်ရေးပြခါနာဒါရဒါဆိုရင်ကိုရီးယားစာအုပ်ရေးတဲ့အခါဘယ်လိုရေးရလဲဆိုတော့ကိုရီးယားစာအုပ်ရေးမယ်ဆိုလို့ရှိရင်ဘယ်ကနေညာဆွဲရတယ်များကိုပြီးရင်နောက်တစ်မျိုးကအပေါ်ကနေအောက်ဆိုပြီးတော့မှဒီလိုမျိုးသူ့ရဲ့မြင်းကိုဆွဲပေးရတယ်အဲ့တော့မြန်မာစာမှာဆိုလဲအတူတူပဲဒီလိုမျိုးပေါ့နော်ဘယ်ကနေညာဝိုင်းတာပေါ့ကာကြီးရေးခြင်းအဲ့လိုမျိုးပဲကိုရီးယားစာရေးတဲ့အခါသူ့ရဲ့ရေးနီးကဘယ်ကနေညာဆွဲရမယ်အပေါ်ကနေအောက်ဆွဲရမယ်အဲ့လိုမျိုးပုံစံနဲ့ဆွဲပြီးတော့မှရေးရမယ်ဒါဆိုရင်အရင်ဆုံးဂါဆိုတဲ့စလုံးလေးကိုရေးကြည့်ရအောင်အဲ့တော့ဂါဆိုတဲ့စလုံးလေးကိုရေးတဲ့အခါကျရင်ဘယ်ကနေညာအပေါ်ကနေအောက်အဲ့လိုမျိုးလေးဘယ်ကနေညာအပေါ်ကနေအောက်အဲ့လိုမျိုးလေးဆွဲရမယ်ပေါ့ဒါဆိုရင်သူ့ကိုဘယ်ကနေညာတစ်ကြောင်အပေါ်ကနေအောက်တစ်ကြောင်နှစ်ကြောင်ဆွဲရမှာလားမဟုတ်ဘူးတစ်ခါတည်းသွားမယ်ဘယ်ကနေညာအပေါ်ကနေအောက်ဒီလိုမျိုးပေါ့ဒါဆိုလို့ရှိရင်ကြည့်ရအောင်အဲ့တော့ဒီလိုမျိုးလေးစောင်းစောင်းလေးဆွဲရင်လည်းရတယ်ဒါမှမဟုတ်ဒီလိုအတဲ့ပေါ့နော်ဒီလိုမျိုးအတဲ့ဆွဲရင်လည်းရတယ်အဲ့တော့မြန်မာစာမှာလည်းဟိုလက်ရေးစလုံးပုံနှိပ်စလုံးပြီးရင်စလုံး4000ရေးရရှိအဝိုင်းရေးရရှိအဲ့လိုမျိုးပဲဒီဂါကိုလည်းဒီလိုစောင်းပြီးရေးလိုက်ရတယ်တဲ့ပြီးရေးလိုက်ရတယ်အဲ့တော့ဒါဆိုရင်ဒီစလုံးလေးကိုဘာလို့ခေါ်မလဲဆိုရင်ဂါဒါဆိုရင်သူ့ကိုပြန်ပြီးရေးကြည့်အောင်ဘယ်ကနေညာဘောကနေအောက်ဒါဆိုသူ့ကိုဘာလို့ခေါ်မလဲဆိုရင်ဂါလို့ခေါ်မယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုသွားကြည့်ကြည့်အောင်နောက်တစ်ခုကဒါလေးကနဒါဆိုလည်းအတူတူပဲကြည့်အောင်အပေါ်ကနေအောက်ဘယ်ကနေညာဒီလိုမျိုး4000အသက်ဆွဲရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့နည်းနည်းလေးစောင်းပြီးအပေါ်ကနေအောက်ဘယ်ကနေညာဒီလိုလေးဆွဲလိုက်ရတယ်ဒါပုံလေးစလုံးလေးစလုံးကွာတာဖြစ်တဲ့အတွက်ကြိုက်တဲ့ပုံစံနဲ့ရေးလို့ရဒီနှစ်မျိုးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူ့ကိုဘာလို့ခေါ်မလဲနာကိုဘယ်လိုဆွဲမလဲပြန်မှတ်မယ်အပေါ်ကနေအောက်ဘယ်ကနေညာသူနာမည်ကနပြန်ဆွဲမယ်ပေါ်ကနေအောက်ဘယ်ကနေညာဒါဆိုရင်နအဲ့တော့သူ့ကိုဘာလို့ခေါ်မလဲဆိုရင်နလို့ခေါ်မယ်သူနာမည်ကခသူနာမည်ကနဂနဟုတ်ပြီအဲ့တော့နလေးကကျတော့ဘာလဲဆိုလို့ရှိရင်သူများဘက်ကိုလဲထားတာအဲ့ဒီပုံစံပေါ့အင်္ဂလိပ်စလုံးနဲ့စင်နူယိုမှမှတ်မယ်ဆိုရင်အဲ့ဒီပုံစံအဲ့ဒါကိုဘာလို့ခေါ်မလဲနဂနဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဒီစလုံးလေးကဓဒါဆိုဒီဓလေးကိုရေးတာကြည့်ရအောင်ဓကိုရေးတဲ့ခါကျရင်ဘယ်လိုဆွဲမလဲဆိုတော့သူကကြတော့ဒီဂါတို့နတို့ကတစ်ချက်တည်းတစ်ခါတည်းသွားခဲ့တာဆိုဒီဓလေးကိုဆွဲတဲ့ခါကျတော့ဘယ်ကနေညာတစ်ချက်ပြီးရင်ဒီအရှိကနေပြန်စားမယ်အပေါ်ကနေအောင်ဘယ်ကနေညာဒါဆိုသူကကြတော့နှစ်ချက်ဆွဲရမယ်အဲ့တော့ဒီဓလေးဆွဲတဲ့ပြန်ကြည့်အောင်ဘယ်ကနေညာတစ်ချက်ပြီးရင်ဘောကနေအောင်ဘယ်ကနေညာတစ်ချက်ဒါဆိုသူ့နာမည်ကဘာလို့ခေါ်မလဲဆိုရင်ဓဟုတ်ပြီဓလေးကိုပြန်ဆွဲမယ်နောက်တော့ဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာဒါဆိုသူ့ကိုဘာလို့ခေါ်မလဲဓဟုတ်ပြီဒါဆိုရင်ပြန်ပြောရအောင်သူ့နာမည်ကခသူများပဲလဲထားတာကနဟုတ်ပြီဒါဆိုရင်ဒီစလုံးလေးကကြောက်ပါလဲဆိုတော့ C အင်္ဂလိပ်အခရာ C ကို4000ရေးထားနေတူတယ်ဒါဆိုရင်သူ့ကိုဘာလို့ခေါ်မလဲဆိုရင်ဓဂနာဓဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကြည့်အောင်ဒီစလုံးလေးကိုရေးတဲ့အခါဘယ်လိုရေးမလဲကြည့်ကြည့်အောင်ရဆိုတဲ့စလုံးလေးဂနာဓရဆိုတဲ့စလုံးလေးကြည့်အောင်သူကြတော့ဘယ်ကနေညာအပေါ်ကနေအောက်ဆိုပြီးတော့မှဒီဂပုံစံလေးကိုအရင်ရေးမယ်တစ်ချက်ဆွဲလိုက်မယ်ဆွဲပြီးတော့လို့ရှိရင်ဒီကနေပြီးတော့မှတစ်ခါဘယ်ကနေညာပြန်ပိတ်လိုက်မယ်နှစ်ချက်ရသွားပြီဒါဆိုရင်နောက်တစ်ခုအပေါ်ကနေအောက်ဘယ်ကနေညာတခါသူနားပုံစံလေးပြန်ဆက်လိုက်မယ်ဒါဆိုသူ့ကိုရေးဖို့ဆို3ချက်ဆွဲပေးရမယ်ဒါဆိုရင်ကြည့်မယ်ပြန်ပြီးတော့ဘယ်ကနေညာအပေါ်ကနေအောက်တစ်ချက်
ပြီးရင်ဘေးကနေညာပြန်ပိတ်မယ်တစ်ချက်ပြီးရင်ပေါ်ကနေအောင်ဘေးကနေညာတစ်ချက်ပြန်ဆွဲမယ်ဒါဆိုသူ့ကိုဘာလို့ခေါ်မလဲ ra ဟုတ်ပြီနောက်တစ်ခါပြန်ဆွဲမယ်ဘေးကနေညာအပေါ်ကနေအောင်နောက်တစ်ချက်ဘေးကနေညာပြန်ပိတ်ပြီးရင်အပေါ်ကနေအောင်ဘေးကနေညာဒါဆိုသူ့နာမည်ကိုဘာလို့ခေါ်မလဲဆိုရင် ra နောက်တစ်ခါပြန်ဆွဲမယ်ဘေးကနေညာအပေါ်ကနေအောင်ဘေးကနေညာပြန်ပိတ်ပြီးရင်အပေါ်ကနေအောင်ဘေးကနေညာဟုတ်ပြီဒါဆိုသူ့နာမည်ကဘာလို့ခေါ်မလဲဆိုရင် ra ဟုတ်ပြီနော်အဲ့တော့ ra ဆို ra လို့ဖတ်မယ်နော်ရကောက်ရဆိုပြီးမထွက်ဘူး ra လို့ထွက်မယ်ဟုတ်ပြီသူ့ကိုနောက်ထပ်ဘလို့အတန်ထွက်သေးလဲလာလို့အတန်ထွက်တယ်ဟုတ်ပြီ ra လို့အတန်ထွက်တာရှိမယ်လာလို့အတန်ထွက်တာရှိမယ်ဒါဆိုရင်အဲ့တော့ဒီချိန်ကနောက်ပိုင်းနေကြလို့ရှိရင်ဘယ်နေရာမှာ ra တန်ထွက်ပြီးဘယ်နေရာမှာလာတန်ထွက်ရမယ်ဆိုတာပြန်ပြီးပြောပြပြီးတော့မယ်အခုလောလောဆယ်တော့သူ့ကိုအတန်နဲ့တန်ထွက်တယ်ဆိုတာမှထားပေးခဲ့ရမယ်ဒါဆိုရင်ပြန်ပြောရအောင်သူ့နာမည်ကခသူ့နာမည်ကနာသူ့နာမည်ကဓာသူက ra ဟုတ်ပြီဒါဆိုရင်ဂါနာဒါရလေးခုရှိမယ်